ဟုတ်ကဲ့ပရိသတ်ကြီးခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့အားလုံးစောင့်မျှော်နေကြတဲ့မြောက်လန်ဒန်ကဂန္နာတို့ရဲ့အပြောင်းရွှေ့ရေးစည်းကြောင်းအကြောင်းပဲဖြစ်ပါတယ်။ဆွေးနွေးမှုတွေကတော့အရှိန်အဟုန်နဲ့ဆက်လက်ရှိနေသေးပါပဲ။ဟုတ်ပါတယ်အခုလက်တလောထွက်ပေါ်လာတဲ့သတင်းတွေအရအာဆင်နယ်အသင်းဟာဘရိုကာအသင်းရဲ့ခြေစွမ်းပြဂရိလူမျိုးတောင်ပန်ကစားသမားလေးခရစ္စတိုဇိုလစ်ကိုခေါ်ယူဖို့အတွက်အလေးနဲ့ပြစ်မှတ်ထားရေပန်းစားလို့နေပါတယ်ကလပ်အသင်းချင်းကြားမှာတင်မကပဲကစားသမားရဲ့အေဂျင့်တွေနဲ့ပါတရားဝင်ဆွေးနွေးမှုတွေကိုတိတ်တဆိတ်စတင်နေပြီလို့သိရပါတယ်ဒါပေမဲ့ဒါဟာဇလန်တပုတ်လုံးရဲ့အစိတ်ပိုင်းတစ်ခုပဲရှိပါသေးတယ်ဂန္နာတို့ရဲ့စိတ်ကူးတွေကတကယ်အိမ်မက်ပြစ်မှတ်ကတော့အက်စတွန်ဗီလာရဲ့တောင်ပန်ကျယ်ပွင့်မော်ဂန်ရောဂျက်ပဲဖြစ်ပါတယ်သူကတော့အာဆင်နယ်ရဲ့နံပါတ်1ပြစ်မှတ်အဖြစ်ထိပ်ဆုံးမှာရှိနေသေးပါအကယ်၍ဒီအစီအစဉ်သာပြပြသွားခဲ့ရင်အာဆင်နယ်မှာ Plan B အရန်အစီအစဉ်ရှိပါတယ်။အဲ့ဒါကတော့ပြင်သစ်ကလပ်ရဲ့တောင်ပန်ကစားသမား Bradley Barcola ကိုခေါ်ယူဖို့စောင့်ကြည့်နေတာပဲဖြစ်ပါတယ်။ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။အနာဂတ်အတွက်ယင်းနှိမ့်မြုပ်နှံမှုအနေနဲ့လိုင်ယွန်အသင်းရဲ့အသက်ငယ်ရွယ်ပြီးပါရမီရှင်တောင်ပန်ကစားသမားလေးမာလစ်ဖိုဖာနာကိုလည်းအာဆင်နယ်အသင်းကမျက်စိကျနေပြီးပြင်းပြင်းထန်ထန်စိတ်ဝင်စားနေကြောင်းသိရှိရပါတယ်။အာဆင်နယ်အသင်းရဲ့တောင်ပန်စစ်စင်ရေးအတွက်ကစားသမားတစ်ရှာဖွေပုံဖော်မှုတွေကတကယ်ပဲအလုပ်ဖြစ်မလားဘသူကိုအရခေါ်ယူသွားမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်